မြန်မာတိုက်ခိုက်ရေးလောကတွေမကပဲတနိုင်ငံလုံးကပါပစအဟောင်းသားနဲ့ရမတ်တဲ့ဒီကျင်းတဲ့ပီတီဖြစ်ရမယ်တမိုင်းဝင်သတင်းကောင်းတစ်ခုထွက်ပေါ်လာခဲ့ပါပြီ။အမေရိကန်ပြည်ထောင်စုရဲ့နှလုံးသားဖြစ်တဲ့ဝါရှင်တန် DC ကသမရအင်ဖြူတော်နီးမှာတမိုင်းတစ်လျှောက်ပထမဆုံးချိန်ဖြစ်ကျင်းပမဲ့ UFC ရဲ့ထူးခြားဆန်းသစ်တဲ့ပွဲကြီးကိုကျမတို့မြန်မာပြည်ပွားချင်းလူမျိုးကမ္ဘာချန်ပီယံဂျိုရှာဗန်တရားဝင်ဖိတ်ကြားခြင်းခံလိုက်ရပါတယ်။ဒါရင်ပယ်လို့ဆိုတော့မဟုတ်သေးပါဘူး။ကမ္ဘာကန်ဝင်တွေရဲ့အထက်ဖိတ်ကြားထားတဲ့ကမ္ဘာထိပ်သီး24ဦးစင်းရဲ့နံပါတ်1ထိပ်ဆုံးနေရာမှာဂုဏ်ယူစွာဖော်ပြခံထားရတာပါ။ဒီပွဲကတော့အမေရိကန်လွတ်လပ်ရေးကြီးညာစာတမ်းထွက်ပေါ်လာခဲ့တဲ့250ပြည့်ထိမ်းမှတ်ဖြစ်ခမ်းနားကြီးကျယ်စွာကျင်းပမယ် UFC Freedom 250 Fan Fest ပွဲကြီးဖြစ်ပါတယ်။လာမယ့်ဇွန်လ23ရက်စနေနေ့နဲ့14ရက်တနင်္ဂနွေနေ့မှာဝါရှင်တန် DC က The Ellipse မှာကျင်းပသွားမှာဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်နဲ့ UFC တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရအိမ်ဖြူတော်နီးကဒီမြက်ခင်းပြင်ကျဲကြီးကို UFC ကျိုးဝိုင်းဖြစ်အံ့ဩဖွယ်အသွင်ပြောင်းလဲပြီးအထူးပွဲအနေနဲ့ကျင်းပသွားမှာဖြစ်ပါတယ်။ဒါဟာတာမန် Fan Fest ပွဲတစ်ခုမဟုတ်ပဲအမေရိကန်သမ္မတကိုယ်တိုင်အပါအဝင်နိုင်ငံတကာအထူးဧည့်သည်တော်ကြီးတွေနာမည်ကျော်တထေးကြီးတွေနဲ့ပြည်သူအလုံးစုံစည်းကြမယ့်နေရာကြီးလည်းဖြစ်ပါတယ်။လက်ရှိအသက်24နှစ်အရွယ်ပဲရှိသေးတဲ့ The Fearless Joe Sharpen ဟာပြီးခဲ့တဲ့မေလဆန်းကမှဂျပန်ဖိုက်တာတက်ဆူရိုကိုအလဲထိုးပြီး UFC Flyweight တန် Flyweight ကမ္ဘာချန်ပီယံကပတ်ကိုအောင်မြင်စွာကာကွယ်ထားနိုင်ခဲ့တဲ့လက်ရှိ UFC ရဲ့ထိပ်သီးကျယ်ပွင့်တူဖြစ်ပါတယ်။ယခုထုတ်ပြန်လိုက်တဲ့တရားမဲ့သူဆီမှာဂျိုရှာဖန်ရဲ့နာမည်ဟာကမ္ဘာစင်ကန်ဝင်ကြီးတွေဖြစ်တဲ့ Dustin Poirier, Charles Oliveira, Kamaru Usman တို့လိုကစားသမားကြီးတွေရဲ့အထက်စီးရဲ့ပေါ်ဆုံးမှာတန်းစီပေးထားတာဖြစ်ပါတယ်။ဒါ UFC ဖွဲ့စည်းကြီးကမြန်မာကစားသမားဂျိုရှာဖန်ပေါ်ဘလောက်ထိအတိမတ်ပြုတန်ဖိုးထားနေပြီလဲဆိုတာကိုပြသနေတဲ့အထင်ရှားဆုံးသက်သေပါပဲ။ဒီ UFC Freedom 250 Fan Fest ပွဲကြီးမှာတော့စိတ်လို့ရှားစရာတေးဂီတာဖျော်ဖြေပွဲတွေနဲ့မကပဲပရိသတ်တွေအနေနဲ့မိမိတို့သဘောကျနှစ်သက်တဲ့ကမ္ဘာကျော် UFC Fighter တွေနဲ့အနီးကပ်တွေ့ဆုံနှုတ်ဆက်ခွင့်ရမယ် Meet and Greet အစီအစဉ်လေးလည်းပါဝင်ပါတယ်။ဒီပွဲကိုဂျိုရှာဗန်အပြင် UFC Light Heavyweight တန်းချန်ပီယံ Carlos Arban, UFC Strawweight တန်းချန်ပီယံ Mackenzie Dern တို့ပါဝင်ကမ္ဘာတင်ရှားတဲ့ထိပ်သီးကစားသမား20ကျော်တက်ရောက်ကြမှာဖြစ်ပါတယ်။ဒီသမိုင်းဝင်ပွဲချင်းရဲ့ဝင်ကွဲလက်မှတ်တွေကိုတော့မနေ့ကမေလ18ရက်နေ့ကလေးကစတင်ပြီးအပြိုင်ဆိုင်ဝယ်ယူနေကြပြီလို့သိရပါတယ်။ဒါနဲ့မကသေးပါဘူး။ကမ္ဘာစစ်မှာမြန်မာကုံမြင့်တင်ပေးနေတဲ့ကျမတို့ရဲ့ချန်ပီယံဂျိုရှာဗန်ဟာမလေးရှားနိုင်ငံမှာကျင်းပပြုလုပ်မဲ့ချင်းဒုက္ခသည်ကော်မတီ CRC ရဲ့25နှစ်ပြည့်ငွေရတုအခမ်းအနားကိုလည်းတက်ရောက်ဖို့ရှိနေပါတယ်။မိမိရဲ့မျိုးနွယ်စုမိမိရဲ့နိုင်ငံကိုဘယ်တော့မှမမေ့ပဲကမ္ဘာလယ်မှာမြန်မာဆိုတဲ့နာမည်ကို UFC ချန်ပီယံဖြစ်ဂုဏ်ယူဝင်ကျောင်းစွာလွှင့်ထူပေးနေတဲ့ဂျိုရှာဗန်အတွက်တကယ်ကိုရင်မထင်းကနေလှိုက်လိုက်လဲလဲဂုဏ်ယူမိပါတယ်။လာမယ့်ဇွန်လ23ရက်နဲ့14ရက်အိမ်ဖြူတော်မြက်ခင်းပြင်ပေါ်ကပွဲကြီးမှာနံပါတ်1နေရာကနေတောက်ပမဲ့ဂျိုရှာဗန်ကိုအားလုံးအတူတူအားပေးစောင့်ကြည့်လိုက်ကြအောင်ပါ။